စိတ်ဆန္ဒမပါဘဲနဲ့ထားခဲ့ခြင်းခံရတာမျိုးတွေပေါ့နော်ဒါမှမဟုတ်ရင်ကိုကကြံနေခဲ့ပြီးတော့တခြားသူတွေကရှေ့ကိုရောက်သွားတာမျိုးဆိုရင်သုံးလို့ရတဲ့ပုံစံ၃မျိုးရှိတယ်ပေါ့နော် left out left behind ပြီးရင် neglect ဖြစ်ပါတယ်ဆိုတော့ left out ဆိုတာကြတော့ကိုကအဲ့ထဲမှာမပါသွားတာဖြစ်ပါတယ် For example I felt left out when all my friends went out together ဒါဆိုရင်တကယ်ချင်းတွေအကုန်လုံးအပြင်ထွက်သွားတဲ့အခါမှာကိုကဒါကြံနေခဲ့ရမျိုးဖြစ်ပါတယ်အဲ့ခံစားချက်ကိုခံစားရတာမျိုးဖြစ်ပါတယ်အဲ့မှာ left out ကကြတော့ feeling phrase ဖြစ်ပါတယ် left behind ကတော့သူကရှင်းတယ်ပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ကိုခြံထားခဲ့တာဟိုမှာတယောက်ကရှေ့ကိုတက်သွားပြီးတော့ခြံထားခဲ့တာမျိုးဆိုရင် left behind ပါrelationship ဘိုင်းမှာဆိုရင်လည်း left behind ကသုံးလို့ကောင်းတယ်ပေါ့နော်အဲ့တော့ I felt left behind once she started seeing you ဖြစ်ပါတယ်သူမှဒါအစ်စ်ကိုစားပြီးတော့တွေ့နေပြီဆိုတဲ့အခါမှာငါကဒီအဲ့လိုမျိုးကြံနေခဲ့တဲ့ခံစားချက်မျိုးခံစားရတယ်ပေါ့နော် neglect ဆိုတာလည်းလစ်လူရှုသည် ignore ဆိုတာလည်းလစ်လူရှုသည်သူတို့နှစ်ခုကဘာကွာလဲပေါ့အချိန်ကြာကြာလစ်လူရှုရ neglect ခဏပဲလစ်လူရှုဒီ ignore ကကြတော့ okay ဆိုတော့အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်